အားလုံးပဲမင်္ဂလာပါ AOB YouTube channel နေပြီးတော့ကျွန်တော်ညီကိုတွေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့မတွေ့ရလဲကြာပြီကြားထဲမှာကျွန်တော်တို့ဒီဗီဒီယိုလေးတွေကျွန်တော်တင်ပေးဖို့ပြက်ကွက်ခဲ့တာဆက်ပြတ်သွားတာကြီးလည်းရှိလို့ကျွန်တော်ညီကိုတွေတီးခံနားလည်ပေးဖို့ကျွန်တော်မြတ်တရခံခြင်းပါတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ဒီရက်တွေကစပြီးတော့ဒီညစပြီးတော့နောက်ထပ်ရက်တွေမှာဆက်တိုက်ဗီဒီယိုတွေထပ်မံပြီးတော့ကျွန်တော်တင်ဆက်ပေးသွားဖို့ရှိပါတယ်ကျွန်တော်ညီကိုတွေစောင့်မျှော်ပေးကြပါအောင်လို့ကျွန်တော်မြတ်တရခံခြင်းပါတယ်တစ်ဆက်တည်းမှာပဲကျွန်တော် YouTube channel လေးကိုလည်း like and subscribe မလုပ်ရသေးရင် like and subscribe လုပ်သွားကြဖို့လည်းကျွန်တော်မြတ်တရခံခြင်းပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ညစနေညပွဲကြီးပွဲကောင်းနေစုံလင်းရှိရဲ့ညဒီဘက်ကတော့တကယ်ပွဲကြီး big match တွေကြီးပါပဲအဲ့တော့ကျွန်တော်ဒီညမှာတော့ဒီပွဲစုံလင်းရှိရဲ့အထဲမှာကျွန်တော်ရဲ့ပုံမှန်တင်ဆက်ပေးနေကြရွေးချယ်ပေးနေကြပွဲလေးနှစ်ပွဲကိုတော့ကျွန်တော်ဒီနေ့ဒီ YouTube channel video ထဲမှာကျွန်တော်တင်ဆက်ပေးသွားပါမယ်ကျွန်တော်ညီကိုတွေအားလုံးကိုเนาะအဲ့တော့ကျွန်တော်ဒီပထမပွဲလေးကိုသွားလိုက်အောင် England Premier League တွေကပါည9နာရီခွဲမှာရှင်းပြကစားတော့ကြမယ်ဒီ Premier League တွေကနော်ဒီပထမဆုံး prediction အနေနဲ့ Everton နဲ့ Fulham တင်းတို့ရဲ့ပွဲစဉ်လေးကိုကျွန်တော်ပထမဆုံး prediction လုပ်ပေးသွားမှာဒီပွဲမှာ Everton ကနေပြီးတော့ Fulham ကိုအင်္ဂွေကနေပြီးတော့ body စေlevel 50ရှုံးဂိုးပေါင်းစီးအနေနဲ့တော့2မိုင်40ဆိုပြီးတော့ဖွင့်ပေးထားပါတယ်ဒီရာသီအလဲလက်အသင်းအနေနဲ့အသင်းငယ်ရေးထဲမှာခြေစွာဆုံးဖြစ်နေတဲ့နှစ်သင်းရှိပါတယ်အဲ့ဒါတော့ Everton နဲ့ Sunderland မှာကျွမ်းညီကိုတွေတီးပြီးသားနေမှာပါဒီရာသီ Everton ဟာသူ့ရဲ့အင်္ဂွေဟာဘယ်လောက်ကျန်းလဲဆိုရင်နော်ဒီဘီလာကိုဒဲစေး Crystal Palace ကိုဒဲစေးပေးခဲ့ရလောက်အောင်အထိကိုသူ့ချင်းအင်္ဂွေရဲ့ Everton ရဲ့အင်္ဂွေကကျန်းပါတယ်ဒီရှုံးတဲ့တပွဲဟာဆိုရင်တော့ဒီရာသီမှာခြေယူးဖြစ်နေရဲ့နော်ခြေယူးလို့ပြောရမယ်စပါကိုရှုံးသွားတာပါအဲ့တော့ဒီဖူဟန်ကိုတွားလိုက်အောင်ဖူဟန်ဒီယာဒီကဘာဖြစ်ချင်နေမှန်းတကယ်မသိပါဘူးဒီမာကူစီဗာရဲ့ဖူဟန်အရင်ယာဒီကဖူဟန်လားလို့တော့မှမေးခွန်းထုတ်စရာကိုဖြစ်နေပါတယ်ဒီယာဒီဖူဟန်ရဲ့အဝေးကွင်းစမ်းဆောင်ရရလက်တွေကတပွဲမှာကိုကျွန်တော်အားရစရာကောင်းနေပါဘူးနောက်ဆုံး6ပွဲမှာသူတို့4ပွဲတိတိရှုံးထားပါတယ်5ပွဲဆက်တိုက်ပါဖူဟန်ကြီးကြထားပါတယ်ပြောစရာရှိတာကတော့ဒီပွဲမှာ Everton မှာဒီယာဒီเนาะအထူးခြေစွမ်းပြနေတဲ့ဒီ Everton ပွဲတွေကြည့်မယ်ဆိုရင်ကျွန်တော်ညီကိုဒီထားမိပါလိမ့်မယ်ဒီအဲ့ဒီမှာအထူးခြေစွမ်းပြနေတဲ့ဒီ NDA ဒီတောင်းမှန်ကစားသမား NDA ဒီပွဲမှာဒီဒဏ်ရာကြောင့်မလို့ပါဝင်ဖို့တေးချာမတေးချာမြည်ဟာဖြစ်နေပါတယ်ဒီ NDA ကျွန်တော်တကယ်ကြိုက်ပါတယ်ဒီ Everton ကဒီမှာ Jack Grealish NDA Bito ဒီ Dewsbury Hall တိုက်စစ်နေတူတကယ်ကိုအိမ်ခွင်းမှာခြေစွမ်းပြနေတဲ့အသင်းမှာဒီပွဲမှာတော့ဒီ NDA ဒီပါဝင်ဖို့မတေးချဘူးဆိုပြီးတော့သတင်းတွေထွက်နေတယ်နောက်ပြီးတော့ဒီEverton တိုက်စစ်မှာဒီ NDA မပါတာအရန်ကြီးတော့ဒီပြောစရာစကားဖြစ်သွားမယ်လို့ကျွန်တော်ကမထင်ပါဘူးဒီ effect တွေအရင်တက်ရောက်သွားမယ်လို့မထင်ဘူးဘာလို့လဲဆိုတော့ဒီမှာ Everton အတွက်အထူးခြေစွမ်းပြကစားနေတဲ့ Jack Grealish ဒီဘက်မှာ first line နဲ့နေနေတေချာပေါက်ပါမယ်ဒီတိုက်စစ်မှာဆို Bito ပါမယ် Queen မှာဆို Dewsbury Hall လို့ James Garner လို့เนาะ Everton ရဲ့အိမ်ကွင်းဆန်းဆောင်ကြီးကဒီမှာတော်တော်ကြီးကိုထင်ကြီးစရာကောင်းပါတယ် David Moyes ရဲ့လက်အောက်မှာเนาะတော်တော်လေးကိုဒီအိမ်ကွင်းမှာရလက်တွေလည်းဒီရလက်ကောင်းနေလဲအများအားပိုင်ဆိုင်လေးရှိတဲ့အသင်းမှာအိမ်ကွင်းမှာဆိုရင်ဒါကြောင့်မလို့ဒီပွဲမှာဒီ Everton ကတော့ကျွန်တော်ဖူဟန်ကိုအိမ်ကွင်းဝိတ်နဲ့ဒီအိမ်ကွင်းပိတ်သက်ရှေ့မှာ Everton ဖက်မှာကျွန်တော်ကတည်ရင်နဲ့အနိုင်ရှိရလို့ကျွန်တော်ကမြင်တယ်ဒီနောက်ပြီးတော့ဂိုးပေါင်းဈေးတန်းရဒီနှစ်သင်းတွေ့ဆုံမှုဂိုးပေါင်းဈေးတန်းနောက်ဆုံး5ပွဲမှာနှစ်ဂိုးအထက်ရောက်ခဲ့တာဆိုလို့မနစ်ကရာသီတရားဒီပဲရှိပါတယ်ဒါကြောင့်မလို့Evertonအိမ်ကွင်းဟာဂိုးတွေအများကြီးလဲတွေ့ရတဲ့အိမ်ကွင်းမဟုတ်ဘူးဂိုးတွေအများကြီးတွေ့ရတဲ့ကွင်းမဟုတ်ဘူးနောက်ပြီးတော့တစ်ဖက်ကဖူဟန်ရဲ့အဝေးကွင်းစမ်းဆောင်ရည်ကိုကျွန်တော်တွက်ဆပြီးတော့ဒီပွဲမှာ Everton body နဲ့ Everton goal out လေးကိုကျွန်တော်ညီကိုတွေကိုဒီနေစေချင်ပါတယ်ဒီပို့ပြီးတော့လုံခြုံမဲလို့ထင်လို့ပါအဲ့တော့ first priority အနေနဲ့ကျွန်တော်ကဒီပွဲမှာ Everton body ကိုကြိုက်ပါတယ်ဒုတိယဦးစားပေးရွေးချယ်မှုအနေနဲ့ကတော့ကျွန်တော် Everton goal out လေးကိုကျွန်တော်ညီကိုတွေကိုရွေးပေးချင်ပါတယ်အဲ့တော့ကျွန်တော်ဒုတိယတစ်ပွဲတွားလိုက်အောင် England Premier League ထဲကပဲဖြစ်ပါတယ်ကျွန်တော်ည7:00 နာရီမှာရှင်းမယ်ကစားတော့ကြမယ် Sunderland နဲ့ Arsenal တို့ရဲ့ပွဲစဉ်လေးကိုကျွန်တော်ညီကိုတွေကိုထပ်မံပြီးတော့ prediction လုပ်ပေးသွားပါမယ်ဒီဟာဒီ Premier League မှာကြေးအောင်မြင်မှုအများဆုံးတင်ကကျွန်တော်ညီကိုတွေဘယ်သင်းလို့ထင်လဲ Liverpool လည်းမဟုတ်ပါဘူး Arsenal လည်းမဟုတ်ပါဘူးဒီစက်တိုက်တွေခြေစွမ်းပြနေတဲ့ဘုံမောင်လည်းမဟုတ်ပါဘူးဟုတ်ပါတယ် Sunderland မှာတန်းတက်အသင်း Sunderland မှာနော် Sunderland ဒီရာသီမှာ10ပွဲကစားပြီးချိန်မှာ5ပွဲနိုင်3ပွဲတည်ရင်2ပွဲရှုံးနဲ့အဆင့်4နေရာထိကိုတက်ထိုင်နေရင်အသင်းမှာဒီအဆင့်ကဒီရမှတ်ကဂျာမန်16မှတ်ဆိုတဲ့ရမှတ်က Liverpool နဲ့အမှတ်တူ Man City နဲ့တမှတ်กว่าနေတာပဲရှိပါတယ်နောက်ဆုံး10ပွဲမှာ9ပွဲတိတိကို Sunderland ကကြေးအောင်ထားတာပါဒါတန်းတက်အသင်းတစ်သင်းအနေနဲ့ဆိုရင်ကြောက်ခမန်းလိလိနော်ဒီ first ကြောက်ခမန်းလိလိ record တွေကျော်ခမမီလီလီစတက်တွေကို Sunderland ပိုင်ဆိုင်ထားပါတယ်ဒီရာသီမှာအဲ့တော့ကျွန်တော်တစ်ဖက် Arsenal ကြောင်းပြောအောင် Arsenal ကြောင်းကတော့တိတ်ပြီးထူထူပြောစရာလိုမယ်မထင်ပါဘူးဒီရာသီ Arsenal ပွဲတွေဆိုရင်တခုရှိတာကကျွန်တော်သတိထားမိနေတာကြာပါပြီဒါကလူတိုင်းသတိထားမိနေတဲ့အချက်ပါဒီ Arsenal ပွဲတွေဆိုရင်သူတစ်ဖက်သေးကြီးကြေးအောင်တော့တာများပါတယ်သူဂိုးသွင်းပြီဆိုရင်လည်းတစ်ဖက်အသင်းဂိုးသွင်းဖို့မမျှော်လင့်တော့နဲ့သူတစ်ဖက်တွေကသွင်းဖို့ပဲကျွန်တော်မျှော်လင့်ရမယ့်အနေထားပါ
ဒါလည်းအာဆင်နယ်ရဲ့ဒီဂိုးပြန်အာဆင်နယ်ကိုဒီတစ်ဖက်အသင်းကဂိုးပြန်သွင်းဖို့ခတ်တာရဲ့အာဆင်နယ်ရဲ့ကစားပုံအနေထားရဲ့အကြောင်းမို့လို့ကျွန်တော်ဒီတစ်ဖက်တည်းဇွန်အောင်သွားတာကြီးများတယ်လို့ကျွန်တော်ကမြင်တယ်ဒါပေမဲ့ဒီပွဲကတော့ကျွန်တော်ဆန်ဒလန်ကိုအရေးဆုံးချိန်တန်ပြီလို့မြင်တယ်အသင်းတစ်သင်းကအသင်းကြီးအသင်းငယ်အနေထားနဲ့ဒီယာဒီမှာပြနေတဲ့ခြေစွမ်းအရာဒီပွဲမှာကျွန်တော်အာဆင်နယ်မနိုင်ဘူးလို့မပြောဘူးအာဆင်နယ်နိုင်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကတော့တကိုးထက်မပုံနိုင်ဘူးလို့ကျွန်တော်ကမြင်တယ်အသင်းတစ်သင်းကသူတစ်ဖက်သေးတွေစက်တိုက်တွေဇုံပေါ်နေတာများနေပြီကြေးတွေစက်တိုက်အောင်တာများနေပြီတစ်ဖက်အသင်းဂိုးမရလောက်အောင်ထိကောင်းပြီးတော့เนาะဒီ tournament တစ်ခုမှာ competition တစ်ခုမှာဒီအဲ့လိုမျိုးကြီးများနေပြီဆိုရင်တပွဲတော့ကျွန်တော်ဟပေးရပါလိမ့်မယ်အဲ့ဒီဟပေးရမယ့်ပွဲအဲ့လိုဖြစ်သွားမယ့်ပွဲရတော့ကျွန်တော်ကတော့ဒီပွဲလို့ကျွန်တော်မြင်ပါတယ်ဒီနှစ်သင်းလုံးကတော့ Haran ball လို့ပြောလို့ရတယ်เนาะ sub beat တွေ corner တွေ throw in တွေအားကောင်းဆုံး Premier League မှာအားကောင်းဆုံးနှစ်သင်းမှာဒီမှာဒီပွဲက long ball တွေတကားကเนาะ16ခိုက်တဲ့ကိုမြောက်မဲ့လက်ပစ်ဘော်တွေဖော်ဖော်တီမြင်ရမယ့်ပွဲလို့လည်းကျွန်တော်ကမြင်တယ်အဲ့တော့ဒီနှစ်သင်းတွေ့တဲ့အချိန်မှာ2မှ60ကောက်ဖွင့်ပေးထားတဲ့ဘူကီရဲ့ဒီဂိုးပေါင်းစည်းတဲ့ကကျွန်တော်လွန်နေလို့မမြင်ဘူးကျွန်တော်ညီကိုတွေအတိပါเนาะဒီနှစ်သင်းတွေ့တဲ့အချိန်မှာ2မှ60ဘာလို့ဖွင့်ပေးထားရလဲကျွန်တော်ညီကိုတွေအတိပါဂိုးတွေအများကြီးတွေ့ရဖို့မရှိဘူးလို့ကျွန်တော်ကမြင်တယ်ဒီ Arsenal တကိုးနဲ့ကတ်နိုင်သွားမယ်နိုင်တော့မှတကိုးလို့ပဲကျွန်တော်ကတော့ဒီယုံကြည်ရဲပေါ့เนาะဒီယုံကြည်ရဲနောက်ပြီးတော့ဒီအရင်ပလန်နေနဲ့Arsenal ဟုတ်ပြီအရင်ပွဲတွေကလိုပဲဒီလေကြီးထိုးရိုးရိုးနဲ့ဒီလုံနေကြပုံစံအတိုင်းပဲသူတစ်ဖက်တည်းကပဲဂိုးတွေသွင်းပြီးတော့နိုင်သွားမယ်ဆိုရင်တော့မှကျွန်တော်ဒီပွဲကိုနှစ်ဂိုးထက်မပုံနိုင်ဘူးလို့ကျွန်တော်ကမြင်တယ်ကျွန်တော်အရေးဆိုချိန်တန်ပါပြီကျွန်တော်ဒီပွဲမှာဆန်ဒလန်ဘက်မှာရေးကြီးတော့နေပါမယ်ဒါပေမဲ့ဒုတိယဦးစားပေးရွေးချယ်မှုအနေနဲ့ကတော့ကျွန်တော်ဂိုးအောက်ကိုကြိုက်ပါတယ်2.60ဈေးတန်းအနေထားမှာကျွန်တော်ပထမဆုံးဦးစားပေးရွေးချယ်မှုအနေနဲ့ကတော့ဆန်ဒလန်ဘော်ဒီဒုတိယဦးစားပေးအနေနဲ့ကတော့ကျွန်တော်ဂိုးအောက်လေးကိုကြိုက်ပါတယ်အဲ့တော့ဒီညမှာကျွန်တော်ညီကိုတို့နှစ်ပွဲကျွန်တော်ရွေးထုတ်ပေးသွားတာပါပထမပွဲလေးအနေနဲ့ကတော့ Everton Body Everton ဂိုးအောက်ဒုတိယပွဲလေးအနေနဲ့ကတော့ Sunderland Body Sunderland ဂိုးအောက်ဆိုပြီးတော့ကျွန်တော်ညီကိုတွေကိုကျွန်တော်နှစ်ပွဲရွေးထုတ်ပေးသွားခဲ့ပါတယ်အဲ့တော့ဒီညမှာကျွန်တော်နှစ်ပွဲပဲကျွန်တော်ညီကိုတွေကိုရွေးချယ်ပေးသွားမှာလားဆိုရင်တော့မဟုတ်ပါဘူးကျွန်တော်ဒီညမှာကျွန်တော်ရဲ့အကြိုက်တော့တခြားအနီးကပ်အကြိုက်လေးကျွန်တော်ရဲ့ Telegram channel မှာထပ်မံပြီးတော့တင်ဆက်ပေးသွားပါမှာဒီ YouTube မှာတော့ဒီလောလောဆယ်ကတော့ကျွန်တော်သုံးသက် channel တစ်ခွเนาะကျွန်တော်တကယ်လေ့လာထားတဲ့သုံးသက် channel တစ်ခွတင်ပေးထားတဲ့ကျွန်တော်ဒီနှစ်ပွဲကိုကျွန်တော်ညီကိုတွေရွေးထုတ်ပေးသွားပါတယ်ကျွန်တော်ရဲ့နောက်ထပ်အကြိုက်တော့ဒီအနီးကပ်အမှကြိုက်လာတဲ့ပွဲလေးတွေကြေးရကြိုက်လာတဲ့ပွဲလေးတွေကိုကျွန်တော်ရဲ့ Telegram channel မှာထပ်မံတင်ဆက်ပေးအောင်ပါအဲ့တော့ကျွန်တော်ရဲ့ Telegram channel လေးကိုကျွန်တော်ဒီ comment section မှာကျွန်တော်ပင်အနေနဲ့ထားပေးထားပါမယ်ဒီ comment section မှာကျွန်တော်ညီကိုတွေ Telegram channel လေးကို join သွားပေးကြဖို့မြစ်တာရက်ခံခြင်းပါတယ်အဲ့တော့ဒီစနေညမှာပေါ့နော်ကျွန်တော်ညီကိုတွေအားလုံးပဲလောင်းတိုင်းပေါင်းပြီးတော့တာယာပျော်ရွှင်တဲ့ညချမ်းလေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါခင်ဗျာ